ပြီးတော့ဖိတ်ကြားပေးတဲ့အတွက်လည်းကျေးဇူးပါဆိုတော့ကျွန်တော်အနေနဲ့ကတော့အခုဒီညီလာခံကဆုံးဖြတ်ချက်တွေပေါ့နော်စေအုပ်စုပေါ်မှာ Article 33အရာအရေးယူဖို့အတွက်ကို114ချိန်မြောက်ဆက်လက်ပြီးတော့ဖိအားပေးအရေးယူဖို့အတွက်ကို114ချိန်မြောက်ညီလာခံကိုကျွန်တော်တို့ပြည်ပဆိုင်ရာအလုပ်သမားတပ်ပေါင်းစုခေါင်းဆောင်တွေအထူးသဖြင့် CDU ကခေါင်းဆောင်တွေနဲ့ကျွန်တော်တို့114 ISC ခီးစဉ်ကိုလာရောက်ခဲ့ပါတယ်ပေါ့နော်ဆိုတော့အဓိကဒီခီးစဉ်ကနေပြီးတော့ရလဒ်တွေကတော့ပြည်သူလူထုတွေအတွက်ကိုပြည်သူလူထုတွေရဲ့မြန်မာအလုပ်သမားထုတွေရဲ့မစုံမနစ်အာကြံ့ကြံ့ခံနေတဲ့အတွက်ကြောင့်အောင်မြင်မှုတွေရခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီအောင်မြင်မှုအသေးစိတ်တွေနဲ့ညီလာခံဆုံးဖြတ်ချက်တွေတော့ကျွန်တော်တို့ CDU ခေါင်းဆောင်တွေပြောတဲ့အခါမှာအသေးစိတ်ပါလာမှာဖြစ်တဲ့အတွက်ကြောင့်တော့ကျွန်တော်အနေနဲ့အသေးစိတ်တော့မပြောတော့ပါဘူးသို့ပေမဲ့ဒီအခုရလဒ်ထဲကအထူးသဖြင့်ကတော့ဒီစေအုပ်စုကနေပြီးတော့အလုပ်သမားထုတွေအာဓမလောအားပေးခိုင်းစေမှုတွေပြီးလို့ရှိရင်လွတ်လပ်စွာသင်ပေးဖွဲ့စည်းခွင့်ကိစ္စတွေအတွက်ကိုဆက်လက်ပြီးတော့ချိုးဖောက်နေတာတွေရှိတယ်ဒီအတွက်ကြောင့်ဆက်ပြီးတော့ဒီ114 ISC မှာဆက်ပြီးတော့အရေးယူဖို့ကိစ္စရပ်တွေဆောင်ရွက်ခဲ့တာရှိပါတယ်ဆိုတော့အဲ့ဒီထဲမှာဆို189နိုင်ငံကျွန်တော်တို့အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံတက်တဲ့ထဲမှာဆိုပြည်သူတွေအတွက်မြန်မာအလုပ်သားတွေအတွက်ကိုထောက်ခံတဲ့သူတွေကအပြည့်အဝရှိပြီးတော့စေအုပ်စုဘက်ကနေပြီးတော့ကျွန်တော်တို့ရက်တည်ပေးတဲ့အဖွဲ့က3ဘွယ်ပဲရှိတယ်ပေါ့နော်3နိုင်ငံပေါ့ဆိုတော့ဘလာရုစ်ရဲ့ပြီးသွားလို့ရှိရင်ကျွန်တော်တို့တရုတ်ရဲ့ပြီးလို့ရှိရင်ရုရှားရဲ့ပေါ့ဒါတော့မှသူတို့မဲပေးတဲ့အခါမှာသူတို့ဒီမဲပေးဆုံးဖြတ်ချက်တွေပေါ်မှာသူတို့လိုက်နာပြီးတော့ပေးတာမဟုတ်ဘူးเนาะဒါဒီပေါ်မှာသူတို့မရက်တည်တာပဲကန့်ကွက်တာဆိုလို့ဒီရုရှားဘက်ကတော့ကန့်ကွက်တာရှိတယ်အဲ့တော့ပြောချင်တာကတော့ပြည်သူလူထုရဲ့အောင်မြင်မှုအလုပ်သမားတို့ရဲ့အောင်မြင်မှုမြန်မာပြည်သူလူထုနဲ့အတူကျွန်တော်တို့နိုင်ငံတကာကနေပြီးတော့ရက်တည်နေတယ်ဆိုတော့ပြသတယ်ဒါကြောင့်ကျွန်တော်တို့ဒီခီးစဉ်ရဲ့အောင်မြင်မှုပေါ့နော်အဲ့တော့အရေးယူမှုတွေထဲမှာတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ဒီ Article 33ရဆက်လက်ပြီးတော့အရေးယူတဲ့ထဲမှာအမြင့်ဆုံးအရေးယူထားတဲ့နိုင်တာကတော့ Article 33ရှိတာပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကိုလည်းမနစ်ကတည်းကနေပြီးတော့ချမှတ်အရေးယူထားတယ်ဒီနှစ်လည်းဒီဟာတွေကိုချိုးဖောက်နေတဲ့အတွက်ကြောင့်ဆက်ပြီးတော့ဖိအားပေးအရေးယူထားတယ်အဲ့ဒီမှာကောင်းတဲ့ချက်ကဘာလဲဆိုလို့ရှိရင်အချိန်နဲ့ပြန်ပြီးတော့သူတို့ဘက်ကစေအုပ်စုဘက်ကနေပြီးတော့ဒီလိုလူခွင့်ရေးချိုးဖောက်မှုတွေအာဓမလောဘပေးခိုင်းစေမှုတွေလွတ်လပ်စွာသင်ပေးဖွဲ့စည်းမှုတွေအတွက်ကိုဘာတွေတိုးတက်အောင်ဆောင်ရွက်ထားလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဒီစက်တင်ဘာမှာပေါ့နော်စက်တင်ဘာမှာဒါရိုက်တာဂျန်နယ်ကိုသူတို့ဘက်ကနေပြီးတော့ပြန်ပြီးတော့တင်ပြရမှာရှိပါတယ်ဒီလိုမျိုးအောင်မြင်မှုတွေရနိုင်မှုအတွက်ကိုပြီးတော့ကျွန်တော်တို့ဒီမှာအောင်မြင်မှုနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ပြည်သူလူထုကိုတကယ်ကိုစားပြုနေတဲ့တမကအလုပ်သမားခေါင်းဆောင်တွေပေါ့နော် CDU ကခေါင်းဆောင်တွေကိုအလုပ်သမားအစုအဖွဲ့ကနေပြီးတော့ညီလာခံမှာထည့်ဝင်ဝင်ပါဝင်ခွင့်ကိုရရှိခဲ့တယ်ကျွန်တော်တို့ဆက်ပြီးတိုးတက်ဆောင်ရွက်ရမှာလေးလည်းရှိသေးတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ပြည်သူလူထုကိုတကယ်ကိုစားပြုတဲ့အလုပ်သမားစီးပွားရေးလုပ်ငန်းရှင်တွေပေါ့လုပ်ငန်းရှင်တွေကိုကျွန်တော်တို့ညီလာခံမှာပါဝင်နိုင်မှုအတွက်ကိုဆက်ပြီးတော့ကြိုးစားဆောင်ရွက်ရမှာရှိပါတယ်ကျွန်တော်တို့အဓိကကျွန်တော်တို့အဓိကဆက်ပြီးတော့ရခင်ဆောင်ရွက်ခဲ့တဲ့ဟာလေးနဲ့ဒီနှစ်ကဆက်ဆက်မှုကိုလည်းအနည်းငယ်ပြောပြအခုလိုမျိုးအောင်မြင်မှုတွေရဖို့အတွက်ကကျွန်တော်တို့ပြည်တွင်းမှာရှိနေကြတဲ့အလုပ်သမားထုတွေပြီးလို့ရှိရင်ကျွန်တော်တို့ပြည်တွင်းမှာရှိနေကြတဲ့ပြည်သူလူထုတွေရဲ့မစုံမနစ်ဆောင်ရွက်ခဲ့မှုတွေပေါ့နော်ဒီအတွက်ကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကျွန်တော်တို့ဒီ ILO မှာစေအုပ်စုရဲ့ချိုးလုံသမားအခွင့်အရေးတွေပြည်သူအခွင့်အရေးတွေကိုချိုးဖောက်နေတဲ့ကိစ္စရပ်တွေကိုတင်ပြနိုင်ဖို့အတွက်ကိုကျွန်တော်တို့သုံးမွေးဆိုင်တဲ့အတူတူဒီဟာတွေကိုစစ်တမ်းတွေကောက်ယူခဲ့တယ်ဒီဟာတွေအတွက်ကိုလည်း ILO ကိုပေးပို့ခဲ့တယ်ဒီနေရာမှာလည်းအထူးကျေးဇူးတင်စရာအဖွဲ့တွေလည်းအများကြီးရှိပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီအဖွဲ့တွေကတော့ကျွန်တော်မြန်မာပြည်တွင်းမှာကောနယ်စပ်မှာကောဒီစစ်တမ်းတွေကိုလူခွင့်ရေးချိုးဖောက်မှုတွေအာဓမကျွန်တော်တို့စစ်မှုထမ်းတဲ့ကနေပြီးတော့ထွက်ပြေးလာတဲ့လူငယ်တွေရဲ့ testimony တွေပေါ့နော်ဒါတွေကို collect လုပ်ပြီးတော့ILO ကိုပေးပို့ခဲ့တဲ့အဖွဲ့အစည်းတွေအားလုံးကိုလည်းကျေးဇူးတင်တယ်ပြီးရင်ကျွန်တော်တို့အလုပ်သမားသမဂ္ဂအဖွဲ့တွေပြီးလို့ရှိရင်အလုပ်ရှင်တွေပေါ့ဆိုတော့ဒီလိုမျိုးဆက်ပြီးတော့စူးစမ်းသွားဖို့လည်းကျွန်တော်တို့ရှိတယ်အထူးသဖြင့်ဒီနေရာမှာကျွန်တော်တို့မျိုးသားညီညွတ်ရေးအစိုးရလူမှုရေးအလုပ်သမားနဲ့
လူသားချင်းစာနာရေးဝန်ကြီးဌာနဘက်ကနေပြီးတော့ UTP ဆောင်ရွက်နေတဲ့အချက်၄ချက်ရှိတယ်ပေါ့နော်ပထမတစ်ချက်ကတော့စစ်အုပ်စုကိုကျွန်တော်တို့ဒီနိုင်ငံတကာမှာလက်မခံလာရေးကိစ္စအထူးသဖြင့် ISC မှာနေရာမရရေးကိစ္စဒုတိယကတော့စစ်အုပ်စုကနေပြီးတော့ချိုးဖောက်နေတဲ့လူခွင့်ချိုးဖောက်မှုတွေအလုပ်သမားခွင့်ချိုးဖောက်မှုတွေအတွက်ကိုထိရောက်တဲ့အရေးယူမှုဆောင်ရွက်နိုင်တဲ့ကိစ္စတတိယကတော့မြို့သားညီညွတ်ရေးအစိုးရကနေပြီးတော့တင်သွင်းတဲ့သုံးပွင့်ဆိုင်ကိုယ်စားလှယ်တွေကိုညီလာခံကနေလက်ခံနိုင်ရေးကိစ္စနဲ့ပြီးတော့ကျွန်တော်တို့မြန်မာပြည်ဒီမိုကရေစီမြန်မာပြည်မှာလွတ်လပ်ပြီးတော့ကျွန်တော်တို့မြန်မာပြည်သူလူထုတွေအလုပ်သမားထုတွေအတွက်ကိုတကယ်ဒီမိုကရေစီစံချိန်စံညွှန်းနေနဲ့ညီတဲ့ဥပဒေတွေအလုပ်သမားဥပဒေတွေပေါ်ပေါက်လာရေးအတွက်ပေါ့နော်ဒါတွေကိုဆောင်ရွက်ခဲ့တာတွေရှိပါတယ်ဆောင်ရွက်နေစေဖြစ်တယ်ပေါ့ဒီဟာတွေအတွက်လည်းကျွန်တော်တို့အောင်မြင်မှုတွေရနေပါတယ်ဒီနေရာမှာကျွန်တော်အနေနဲ့အထူးအလေးပြုပြီးတော့ပြောချင်တာကတော့ဒီညီလာခံမတိုင်ခင်မှာပဲပေါ့နော်ကျွန်တော်တို့မေလမှာဆိုလို့ရှိရင်မြို့သားညီညွတ်ရေးအစိုးရအနေနဲ့ကျွန်တော်တို့သမ္မတကြီးကိုယ်တိုင်ဒီ force labor ပေါ့အထူးသဖြင့်အာဓမလုပ်အားပေးခိုင်းစေမှုပပျောက်ဖို့အတွက်ကိုဒီမူဝါဒတွေကို launch လုပ်ခဲ့တယ်လူထုကြားထဲမှာချပြခဲ့တယ်ပြီးရင်ဒီမူဝါဒတွေနဲ့အညီလူထုကြားထဲမှာဒီအခွင့်အရေးတွေကိုပပျောက်အောင်ပို့ပြီးတော့လူတွေ awareness လုပ်လာအောင်ဒီဟာတွေအတွက်ကိုမြို့သားညီညွတ်ရေးအစိုးရကိုတိုင်ကြားကြလေးပေးပို့လာနိုင်အောင်ဒီလိုအဆင့်တွေကိုဆောင်ရွက်နေတာရှိပါတယ်ပြီးတော့ကျွန်တော်တို့အခုဒီတစ်ဆက်တည်းမှာပဲပေါ့နော် informal economy ပေါ့ဆိုမြန်မာပြည်မှာဆိုတော့ကောင်းရက်ပြတ်တိုးတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီလက်သမားထုတွေကများတယ်ဆိုတော့ဒီအတွက်ကိုကျွန်တော်တို့အခွင့်အရေးတွေကိုလူတွေပိုသိလာအောင်အတွက်ကိုလည်းဒီလိုသင်တန်းတွေကိုပေးနေတာရှိပါတယ်တစ်ဆက်တည်းမှာလည်းကျွန်တော်ဒါတွေကိုဆက်ပြီးတော့ဆောင်ရွက်သွားဖို့ရှိတယ်ပြီးတော့အလုပ်ကိုင်အခွင့်အရေးတွေပေါ်နိုင်မှုအတွက်ကိုလည်းကျွန်တော်တို့ဒီအမျိုးသားညီညွတ်ရေးအစိုးရအလုပ်သမားဝန်ကြီးဌာနဘက်ကနေအလုပ်သမားရေးရာဌာနဘက်ကနေပြီးတော့ဆောင်ရွက်နေတာရှိတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာနောက်တစ်ခုပြောလိုတာကတော့အခု114 ISC မှာစစ်အုပ်စုကနေပြီးတော့ကျင်းပခဲ့တဲ့အတူရောင်ရွေးကောက်ပွဲရလဒ်ကနေပြီးတော့ရလာတဲ့ရွေးကောက်ပွဲရလဒ်ကိုနိုင်ငံတကာကနေပြီးတော့ဆက်လက်ပြီးတော့အတိအမှတ်မပြုဖို့ကိစ္စရဲ့ပြီးတော့စစ်အုပ်စုကိုဆက်လက်ပြီးတော့မပါဝင်ဒီ high level discussion တွေမှာမပါဝင်လာနိုင်ရေးကိစ္စရဲ့ပြီးသွားလို့ရှိရင်ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအလုပ်သမားရေးရာဌာနကနေပြီးတင်သွင်းတဲ့သုံးပွင့်ဆိုင်ကိုယ်စားလှယ်ကိုเนาะဒီအချိန်ကမှကျွန်တော်တို့မဲခွဲဆုံးဖြတ်ပြီးတော့အတိမတ်ပြုလာနိုင်ရေးကိစ္စရပ်ကိုညီလာခံမှာတင်ပြခဲ့တာရှိပါဟုတ်ကဲ့ကျေးဇူးပါ